မျက်နှာပြုံးတာမလေးဗျာခရစ္စတီယာနိုရိုနယ်ဒိုဖြိုးဖြိုးဖိနေတယ်လို့နှစ်ဖူးပေါ်နေခေါင်းပေါ်ဗျာခေါင်းပေါ်နေနှစ်ဖူးအကိုတော်ကောင်းတော့ထိုင်တော့မြတ်တော့တရားကြီးရတော့ဖိနေတယ်တည်းအမကနာလေးနော်ကျွန်တော်တပိုင်းလောက်ကကြည့်လို့နော်ရတယ်မကနာလေးနော်အားတကားပြောဒီလိုပါလေတပိုင်းကလို့ရတယ်အဲ့ဒါပြောတာဘိုက်ကလို့ရတယ်